အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်သူ easy quick channel ကနေကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့တော့ e-sight နေအောင်ရတာရှိတဲ့ကိန်းမုံဖုန်းကြီးလေးကိုဝေငှပေးတော့ပါမယ်ဒီကိန်းမုံကပုံမှန်ဂျုံနဲ့ဖုတ်တဲ့ကိန်းမုံတွေနဲ့မတူပဲအကြီးရွှဲနဲ့ e-sight နေတဲ့ရတာကြောင့်လူကြိုက်များလာပါတယ်ဗျာဒီမုံရဲ့မူလအစားကတော့အရှေ့လာပိုင်းဒေသနဲ့မြေရဲပင်လယ်ဒေသကဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ကိန်းမုံဖုတ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုကြည့်ရအောင်ပါဗျာဘာတွေလိုအပ်တယ်လဲဆိုတော့ကျွန်တော်တို့ကြက်ဥ3လုံးကြား100g စီ230 ml ဒိန်ချင်း220 g ရွှေကြည်စံကတော့180 g ဂျုံကတော့60 g အုံသီးချစ်မောကတော့50 g ဘေကီပေါင်ဒါကတော့ teaspoon နဲ့2စွန်းဘေကင်ဆိုဒါကတော့ teaspoon နဲ့ဇွန်းတစ်ဝက်စားကတော့ teaspoon နဲ့1စွန်းနဲ့ဗနီလာအနက်အနည်းငယ်လို့ဖြစ်ပါတယ်ဗျ။ကြားရည်အတွက်ဆိုရင်တော့ကျွန်တော်တို့ကြား300 g ရေ400 ml တမယာရည်2စွန်းကနေ3စွန်းလောက်တမယာသီးကွန်အနည်းငယ်လို့လိုအပ်ပါတယ်ဗျ။အဲ့ဒါဆိုကျွန်တော်တို့ကြားရည်ကိုအရင်ကြိုပါမယ်ဗျ။ရေနဲ့ကြားကိုတစ်ခါရဲရောပြီးတော့အလယ်မိနစ်15မိနစ်လောက်ကြားပျော်ပြီးဆူလာတဲ့အထိထည့်ထားပါမယ်။ပြီးသွားရင်တော့တမယာရည်နဲ့တမယာသီးခွင်တွေကိုထည့်ပြီးတော့နီအေးနဲ့9မိနစ်လောက်ဆက်တက်ပေးပါမယ်။9မိနစ်လောက်ရှိသွားပြီဆိုရင်တော့ကြားရည်ကိုအေးခံထားပေးရပါမယ်။အခုကျွန်တော်ကိန်းမုံအနှစ်ဆက်ပါမယ်ဗျ။ကျုပ်3လုံးကိုကြား100 g နဲ့ရောပြီးတော့မှွေရက်ဆက်နဲ့အဖြူအောင်အနှစ်တွေဖြစ်လာတဲ့အထိမှွေပေးရပါမယ်။ပြီးသွားလို့ရှိရင်တော့စီနဲ့ဒိန်ကြီးကိုထပ်ထည့်ပြီးတော့မှွေပါမယ်။မှွေလို့တမသွားပြီဆိုရင်တော့ရွှေကြည်စံဂျုံမှုန့်ဘေကင်ပေါဒါဘေကင်ဆိုဒါစားနဲ့ဗနီလာတို့ကိုရောထည့်ပြီးတော့ဆက်ပြီးတော့တမသွားအောင်မှွေပေးရပါမယ်ဗျ။ပြီးသွားရင်တော့ကျွန်တော်တို့မုံဖုတ်တဲ့ဘန်းကိုစီတုပ်ပြီးတော့မုံဟင်းတွေလောင်းထည့်ပါမယ်။ဆက်ထဲမှာမုံဖုတ်တဲ့ဆက်ထဲမှာအပူချိန်ကို180 ဒီဂရီလောင်းနဲ့မိနစ်30ကနေ35မိနစ်လောက်ထိဖုတ်ပါမယ်ဗျ။မိနစ်30လောက်ဖုတ်ပြီးတော့ကိန်းမုံမြက်နဲ့ပြင်ရှည်အောင်တန်းလာပြီဆိုရင်ကျွန်တော်တို့ဆက်ထဲကနေထုတ်လို့ရပါပြီဗျ။စတန်းကနေထုတ်လာတဲ့ကိန်းမုံမြက်နယ်ပြေပေါ်ကိုကျွန်တော်တို့အုံသီး6မုံဖြစ်ဖြစ်ပီစတာချီယွန်မုံဖြစ်ဖြစ်ဖြူပြီးတော့အစောဆုံးကကြိုထားတဲ့ကြားရည်တွေကိုကိန်းမုံမြက်နယ်ပြေအနှံ့ဖြည်းဖြည်းချင်းလောင်းထည့်ပေးရပါမယ်ကျွန်တော်ကတော့ပီစတာချီယွန်အမုံမရှိလို့အုံသီး6မုံကိုပဲသုံးထားပါတယ်ဗျကြားရည်တွေမုံသားတဲ့စိတ်ဝင်သွားအောင်အနည်းဆုံး3နာရီလောက်ထားပေးရပါတယ်ကျွန်တော်ကတော့3ညလောက်တိတ်လိုက်ပါတယ်ဗျဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့တမယာရည်နံလေးတင်းပြီးတော့အကြီးရွှဲရွှဲလေးနဲ့ဒီစိတ်နေအောင်စားလို့ကောင်းတဲ့ရတာရှိလာတဲ့ဂိမ်းမုံလေးရပါပြီဗျဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်လည်းမုံဖုန်လေးဟင်းချက်တွေတင်ပေးသွားမှာဖြစ်လို့ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ဗျအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ